လက်ရှိကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးအပြင်အခြားသောကဘာတစ်တွေရှိနေတယ်လို့ဆိုကြပါတယ်။ဒီထူးခြားတဲ့ကဘာတစ်တစ်ခုမှာတော့လူသားတွေဟာရက်ဆက်ကြမ်းကြွတဲ့တရားမျိုးစုံနဲ့အတူရှင်တွဲနေထိုင်ကြရတာပါ။ဒီကဘာကြီးကတော့မွန်စတာကဘာကြီးဖြစ်ပါတယ်။တဲခဏရဲ့အလယ်မှာတော့အမြဲတမ်းမဲမောင်နေတဲ့တိမ်တိုက်တွေနဲ့လျက်စီးတွေဝိုင်းရံနေတဲ့လျှို့ဝှက်ဆန်းကြော်တဲ့မျော်စင်ကြီးတစ်ခုရှိနေပြီးအဲ့ဒီနေရာကိုအက်ဒမီယာဦးဆောင်တဲ့တဲသင်းဘောကြီးကခရီးနှဲနေပါတယ်။ဒါပေမဲ့သူတို့ရဲ့ခရီးစဉ်ဟာ Diablos လို့ခေါ်တဲ့တဲကန်နာရဲတွေကတရဝါကြီးရဲ့ရုပ်တရက်တိုက်ခွဲခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီတရဝါကြီးကသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့တိုက်ပြီးတင်းမောကိုမှောင်အောင်လုပ်နေကြောင်းအက်ဒမီယာကတင်းမောပဲ့ကိုအမြန်ကိုက်ပြီးတရဝါကြီးရဲ့လမ်းကြောင်းကနေလွတ်အောင်အသေးအံမောင်းနှင်ခဲ့ရပါတယ်။ထုံပြရတာအောင်မြင်ခဲ့ပေမဲ့ဝမ်းတဲ့စရာကောက်တာကတင်းမောဘောကပြုတ်ကျဲတော့မဲ့ဟန်ဒလာကိုကဲတင်ဖို့ကြိုးစားရင်ဟန်ဒါကပဲအောက်ကိုပြုတ်ကျပြီးထဲခန္ဓာရဲထဲမှာကြံ့ရစ်ခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့ကဘာမြေပေါ်မှာ Captain Natalie Artemis နဲ့သူမရဲ့လုံခြုံရေးအဖွဲ့ဝင်တွေဖြစ်တဲ့ Marshall, Lincoln, Dash, X နဲ့ Stella တို့ဟာတဲခန္ဓာရဲထဲမှာပျောက်ဆုံးသွားတဲ့စစ်သားကပွဲကိုလိုက်လံရှာဖွေနေကြတာပါ။သူတို့မှာရှိတဲ့တကူတဲသောတဲလွန်စားကတော့ SOS အရေးပေါ် message အတန်ဖိုင်းနဲ့လမ်းပေါ်မှာရုတ်တရက်ရပ်တန့်သွားတဲ့ကားဘိန်းယာတွေဖြစ်ပါတယ်။အဲ့ဒီကားတွေဟာအစအနမကြံပျောက်ကွယ်သွားကြတာပါ။လမ်းဘေးနားလည်းသူတို့ဖက်လို့မရတဲ့တင်ကေတတွေပါရှိရဲ့လျှို့ဝှက်စမ်းကြော်တဲ့ကြောက်တိုင်အမတ်အရာတွေရှိနေပါတယ်။ရုတ်တရက်သူတို့ရှိမှအရှိန်အောင်ပြင်းထန်တဲ့မုန်တန်းမဲကြီးတစ်ခုပေါ်လာပါတယ်။အဖွဲ့သားတွေဟာကားပေါ်တက်ပြီးအသက်လွတ်ထွက်ပြေးဖို့ကြိုးစားကြပါတယ်။မုန်တန်းကကြောက်တိုင်တွေကိုလျက်စီးနဲ့ပြင်းထန်စွာပစ်လိုက်တဲ့အခါကြောက်တိုင်ပေါ်ကစာသားတွေကလင်းထိန်လာခြင်းနဲ့အတူသူတို့ဘလောက်ပဲအရှိန်မြင့်မောင်းမောင်းမုန်တန်းကပုံမြန်လေးကြောင်းသူတို့ရဲ့ကားတွေကိုဝါမျိုးပြီးကညွန့်ကြောက်ထဲကိုလွင့်ကျစေတဲ့ပေါ်တယ်တစ်ခုတည်းကိုဆွဲခေါ်သွားပါတော့တယ်။ကားတွေဟာလေတံကြောင့်လိန်ထွက်သွားပြီးအထက်ကလူတွေလည်းဟန်ညက်ဘက်ကလွှင့်စင်ကုန်ကြပါတယ်။သူတို့နောက်ဆုံးဆင်းသက်မိတဲ့အခါမှာတော့မုန်တိုင်းကဆုတ်ခွာသွားပြီးမြေပေါ်မှာမရှိတဲ့တောင်တန်းကြီးတစ်ခုပေါ်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီတဲကန်တာပဲမှာသူတို့ရဲ့ electronic ပစ္စည်းတွေအကုန်ပျက်စီးကုန်တယ်လို့အချက်ပြကိရိယာတွေကလည်းအလုံးမလို့တော့တာကြောင့်နေကိုကြည့်ကအရက်မျက်နှာခံမှန်းပြီးခရီးသွားဖို့ဆုံးဖြတ်ချက်ချရပါတော့တယ်။အဖွဲ့ဝင် X ကပျောက်ဆုံးသွားတဲ့အဖွဲ့သားတွေကားတွေကိုတွေးလိုက်တဲ့အခါမှာခဏဆောင်ဖို့အချက်ပြပါတယ်။အဲဒီမှာမီးလောင်စက်နဲ့ရှို့ရတဲ့တောင်ပြင်းပြင်းထန်ထန်လောင်ကျွမ်းထားတဲ့အလောင်းတွေကိုတွေးရတာပါ။ဖန်စစ်တွေနဲ့ကြီးစံခွန်းအလွတ်တွေကိုကြည်ချင်းအားဖြင့်တေဆုံးသွားတဲ့စစ်သားတွေဟာတခုခုကိုအသေးအံပြန်လဲခုကိုင်းနေမှန်သိထားပါတယ်။ဒါပေမဲ့အဲ့ဒီအရာကတဲပေါ်မှာဘာချီယာမှအချမ်းမထားခဲ့ပါဘူး။ဒီအဖြစ်ဖြစ်ကိုစိုးရိမ်ပြီးသူတို့ကားနဲ့ထွက်ခွာခဲ့ကြပေမဲ့ဟန်တာကသူတို့ကိုမှန်ပြောင်းတဲ့တိုက်တိုက်စားချောင်းကြီးနေတာကိုမသိခဲ့ကြပါဘူး။ဒါပေမဲ့သူတို့ဟာဒိုင်နိုဆောတဲ့တောင်ကြီးမားတဲ့တရိစံအယိုးစုကြီးတစ်ခုကိုတွေ့လိုက်တဲ့အကြောင်းထပ်ပြီးရက်လိုက်ရပြန်ပါတယ်။အဲ့ဒီအချိန်မှာဟန်တာကသူတို့ကိုမြားနဲ့ပစ်လိုက်ပြီးစစ်သားတွေကရန်နိုထင်းကချက်ချင်းပြန်လေပစ်ခတ်ကြပါတယ်။အာတမစ်ကပစ်တာကိုရက်ခိုင်လိုက်ပါတယ်။အဲ့ဒီမြားမှာစေးနီမွန်ပဲပါတာကြောင့်ဒါဟာတပ်ဖြတ်ဖို့မဟုတ်ပဲတတိပေးတဲ့အချက်ပြမှန်သိလိုက်ပါတယ်။အဲ့ဒီခဏမှာပဲ Diablos တတဝါကြီးကတဲတဲကဝုန်းကနေထွက်လာပြီးသူတို့ကိုလိုက်လံတိုက်ခိုက်ပါတော့တယ်။စစ်သားတွေဘလောက်ပဲကြီးကုံအောင်ပစ်တတဝါကြီးရဲ့မာကျွမ်းနဲ့အရေးကွမ်းကိုဘာမှလုပ်လို့မရပါဘူး။နောက်ဆုံးမှာတတဝါကြီးကကားကစီးကိုတိုက်မိပြီး X တေဆုံးသွားပါတယ်။ Stella ကကားမကြိတ်ခံခင်မှာလွတ်အောင်ပြေးပြီးကျန်တဲ့အတူသွားတွေနဲ့အတူချစ်ကားပေါ်ကိုခုန်တိုက်ခဲ့ပေမဲ့တိတ်မကြခင်မှာပဲ Diablos ကအဲ့ဒီကားကိုထက်ပြီးမှောက်လိုက်ပြီး Stella ကိုသူ့ရဲ့ချွန်ထက်တဲ့အဆွေနဲ့ထိုးတက်လိုက်ပါတယ်။ Stella ဟာမသေးခင်မှာတတဝါကြီးစီကိုလက်ပစ်ပုံးတီပစ်ထားခဲ့တာကြောင့်အဖွဲ့သွားတွေကြောက်ကရန်တွေတိုင်းမှာပုံးကိုအခွင့်အရေးရသွားပါတယ်။ဟန်တာက Diablos ကိုနေသွဲသွားအောင်မိခိုးမြားနဲ့ပစ်ကူပေးနေတော့အဖွဲ့သွားတွေဟာတတဝါကြီးဝင်ယူမရတဲ့ဂူးငယ်လေးတွေကိုအလုအလဝင်ပုံလိုက်ကြပါတယ်။ Dash ကကြောက်လန့်တုန်လှုပ်နေပေမဲ့ Artemis ကခေါင်းဆောင်ပြီးတပြီးစစ်သားကောင်းတွေလိုအသက်ရှင်အောင်နေကြမယ်လို့အမိန့်သေးပြီးအားပေးပါတယ်။ဒါပေမဲ့သူမရဲ့စကားကို Nersilia လို့ခေါ်တဲ့ပင်ကူလိုတတဝါကြီးကကြားဖြတ်နှောက်ချက်လိုက်ပါတော့တယ်။အဲ့ဒီတတဝါက Artemis ကိုအစိမ်နဲ့ထိုးပြီးမောင်မဲနေတဲ့ဂူးထဲကိုဆွဲခေါ်သွားပါတော့တယ်။ Marshall နဲ့ Lincoln တို့က Artemis ကိုကယ်ထုတ်စူးစမ်းပေမဲ့မရပါဘူး။ Artemis ထေပြီလို့ယူဆပြီးသူတို့ထွက်ပြေးကြတော့ဟန်တာကလည်း6ကန်းပေါ်ကနေပေါက်ကွဲစေတတ်တဲ့မြားတွေနဲ့ပစ်ကူနေပါတယ်။ Dash ကလမ်းမှာချော်လဲတာကြောင့် Marshall ကိုပင်ကူကဖမ်းဆီးသွားနိုင်ပါတယ်။ Artemis တန်နိုးတဲ့အခါမှာသူမဟာ Nersilia အတိုက်ထဲကပိုးအိမ်တစ်ခုမှရောက်နေတာကိုသိလိုက်ရပါတယ်။ကံကောင်းစွာနဲ့ပိုးအိမ်ကပါလွားတာကြောင့်သူမလက်နဲ့ပဲဆွဲဖြဲပြီးထွက်လာနိုင်ပါတယ်။ပတ်ဝန်းကျင်မှာအယိုးတွေနဲ့အတူပိုးအိမ်ထဲက Dash နဲ့ Marshall တို့ရဲ့အလောင်းတွေကိုတွေ့လိုက်တဲ့အခါသူမရင်ဘတ်မှာနာကျင်မှုတွေပြည့်ညတ်သွားပါတယ်။ Artemis ဟာအားတင်းပြီးအဖွဲ့သားတွေရဲ့အိတ်ထဲကနေမီးကြီးအောက်ဆီဂျင်ဘူးနဲ့ကြီးစံတွေကိုယူလိုက်ပါတယ်။မီးကြီးကိုအလင်းလိုက်အထက်သုံးပြီးထွက်ပြေးကိုစူးစမ်းနေတော့မှရင်ဘတ်အောက်နေတဲ့လင်ကန်နဲ့တို့ပါတယ်။သူမကလင်ကန်ကိုကူတွဲပြီးထွေးရပေါက်ကိုသွားနေတော့မှမီးကြီးကငင်းသွားပါတယ်
နောက်တစ်ချက်ထုံးလိုက်တဲ့အခါမှာတော့ပင်ကူကြီးကရှေ့မှာတင်ပါဇက်ဖြဲပြီးစောင့်နေပါပြီလင်ကန်ကသူ့ရဲ့တန်ရာမှာပင်ကူဥတွေပေါက်နေတာကိုတွေးလိုက်တဲ့နောက်ပိုင်းမှာပဲပင်ကူကသူ့ကိုဆွဲခေါ်သွားပါတယ်အာတမစ်ကမီးကြီးနဲ့အောက်ဆီဂျင်ဘူးကိုပေါင်းဆက်ပြီးမီးရှို့လိုက်တာကြောင့်ပင်ကူအတိုက်တစ်လုံးမီးလောင်သွားပါတယ်ပင်ကူကသူမရဲ့ခြေထောက်ကိုလာဆွဲပေမဲ့ကြီးစံတွေကိုမီးတဲ့ဖြစ်လိုက်ပြီးပောက်ကွဲအောင်လွတ်အောင်ပြေးခဲ့ပါတယ်သူမကူအပြင်ပဲရောက်တဲ့အခါနင်းရောင်ကြီးတန်းကြောင့်မခံနိုင်တဲ့ပင်ကူတွေသူမနောက်ကိုလာမနိုင်တော့ပါဘူး အဲ့ဒီနောက်သူမဟာကြည်စံတစ်ခုကိုလှီးဖြတ်ပြီးရောင်နေတဲ့ခြေချင်းဝယ်တန်းရပေါ်ကိုရမ်းမုံတွေလောင်းထည့်လိုက်ပါတယ်။ကြောက်ခဲနှလုံးကိုရိုက်ခတ်ပြီးမီးပွားထွက်အောင်လှုပ်ကာရမ်းမုံကိုမီးရှို့ပြီးတန်းရကိုမျှညံကျက်အောင်လှုပ်လိုက်ပါတယ်။အဲ့ဒီနောက်ပတ်ဝန်းကျင်ကိုပုံမြင်ရအောင်တက်ကြည့်တဲ့အခါမှာတော့ပတ်ပတ်လည်မှာတဲကန်နာတွေနဲ့သူမကိုဒီကိုခေါ်ဆောင်လာတဲ့မုံတိုင်းကိုပဲအဝေးမှာတွေ့ရပါတယ်။ဒါဟာအိမ်ဖြန်တို့တော့ချက်ထစ်နိုင်တာကြောင့်သူမတစ်ခုကိုစမ်းတက်ကြည့်ပါတယ်။သူမကတဲတဲကိုကြောက်ခဲတစ်လုံးပစ်ပေါက်တဲ့အခါ Diabolos ကဒေါသထွက်ပြီးထွက်လာပေမဲ့ဘာမှမတွေ့တာကြောင့်ပြန်ဝင်သွားပါတယ်။ Artemis ကကြောက်ခဲထူထားတဲ့နေရာတွေကိုဆက်လက်ရှာဖွေနေချိန်မှာ Hunter ကအဝေးကနေစောင့်ကြည့်နေပါတယ်။သူမကဖြက်စီးနေတဲ့တင်းပေါပြက်ကြီးတစ်ခုကိုတွေ့လိုက်တဲ့အခါရေတွေ့နိုင်မလားလို့မျှော်လင့်နေပေမဲ့တဲတွေပဲပါတဲ့စီပိုင်းတွေကိုပဲတွေ့ရပါတယ်။သူမတင်းပေါပြက်ထဲဝင်သွားတဲ့အချိန်မှာ Hunter ကနောက်ကနေရုတ်တရက်ဖမ်းလိုက်တာကြောင့်နှစ်ယောက်သားတိုက်ခိုက်ကြပါတော့တယ်။နှစ်ယောက်လုံးဟာကျွမ်းကျင်တဲ့တိုက်ခိုက်မှုတွေဖြစ်ပေမဲ့ Artemis က Hunter ရဲ့ကိုပိုင်ဓာတ်နဲ့သူ့ပခုံးကိုထိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ Hunter ကသူမကိုအနိုင်ယူပြီးအသာစီးရသွားပါတယ်။ Hunter က Artemis ရဲ့လက်တွေကိုကျိုးနဲ့ချီပြီးညမရောက်ခင်ပင်ကူတွေထွက်မလာခင်မှာသူ့ရဲ့ကူထဲကိုအရောက်ခေါ်သွားပါတယ်။လမ်းမှာ Artemis လဲသွားတဲ့အချိန်မှာသူမသိအောင်ဖန်ဆတစ်ခုကိုကောက်ယူခဲ့ပါတယ်။ကူထဲရောက်တဲ့အခါအပြန်မှာနာစီလီယာတွေကဂူထဲဝင်ဖို့တူးနေတာကြောင့်သူမကိုငြိမ်နေဖို့အချက်ပြပါတယ်။အဲ့ဒီနောက် Handle ကသူ့ရင်ဘက်ကဒဏ်ရာကိုဆေးလူပြီးသူမပါတဲ့ရုပ်တလေးနှစ်ခုကိုစုတောင်းနေပါတယ်။သူမကတော့အိတ်ချင်ဟန်ဆောင်တဲ့လက်ကကျူးတွေကိုဖန်ဆနဲ့ဖြတ်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာ Handle ကမုံတိုင်းနဲ့တက်တဝါတွေကိုတွားစစ်တဲ့အချိန်မှာ Artemis ကသူ့ကိုပြန်ပြီးချောင်းမြောင်းတိုက်ခိုက်လိုက်ပါတယ်။သူမကသူ့ကိုရိုက်နှက်ပြီးကျိုးနဲ့ပြန်ချီလိုက်ပါတယ်။သူမကရေကိုတောက်ချင်တဲ့အခါ Handle ကကန်ထုတ်လိုက်ကကြောင့်မတောက်လိုက်ရပါဘူး။သူတို့ဟာဘာသာမတူတာကြောင့်စကားပြောလို့မရပါဘူး။သူတို့နှစ်ယောက်ထပ်ပြီးတိုက်ခိုက်ကြရင်နဲ့ခုအပြင်ဘက်ကိုလင့်ထွက်သွားကြပါတယ်။အဲ့ဒီမှာ Handle ကပင်ကူအနိုင်သေးကိုပြုတ်သွားမဲ့အပေါက်သေးကိုရောက်သွားပေမဲ့ Artemis ကအချီမီဖမ်းဆွဲထားနိုင်ခဲ့ပါတယ်။သူမကသူ့ကိုအပေါ်ပြန်ဆွဲတင်ပြီးကျိုးတွေကိုဖျက်ပေးလိုက်ပါတယ်။သူမကရန်သူမဟုတ်တဲ့အကြောင်းပြသတဲ့အနေနဲ့ချော့ပီလာတစ်ခုကိုကန်လန်းလိုက်တော့သူကမီးဆောင်ကြည့်ပြီးအရသာကိုသဘောကျသွားပါတယ်။ပြန်လဲပေးဆက်တဲ့အနေနဲ့သူကလည်းသူ့ရဲ့ရေဘူးကိုသူမကိုတောက်ခိုင်းလိုက်ပါတယ်။သူတို့နှစ်ယောက်အတန်ငယ်ဆက်သွယ်လို့ရလာပါတယ်။နှစ်ယောက်လုံးမှုန်တိုင်းထဲကိုပြန်သွားခြင်းပါတယ်။ဒါပေမဲ့ Diabolos ကလမ်းမှာခန်းနေပါတယ်။ Artemis ကစစ်ကားတွေကိုပြန်သွားပြီးလက်နက်တွေယူချင်ပေမဲ့ Handle ကအနက်တွေကတတ်တော်တွေအပေါ်အကျိုးမရှိဘူးလို့ဆိုပါတယ်။အစားထိုးအနေနဲ့သူကသူမကိုပင်ကူအနိုင်ချေခေါ်သွားပြီးသူ့ရဲ့အစီအစဉ်ကိုရှင်းပြပါတယ်။အဲ့ဒါကပင်ကူကိုတက်ပြီးအစိတ်ကိုယူနိုင်နေဆိုရင် Diabolos ကိုအနိုင်ရနိုင်တယ်ဆိုတာပါ။ Artemis ကအစာအဖြစ်ဟန်ဆောင်ဝေးဖို့သဘောတူလိုက်ပါတယ်။နေဝင်သွားတဲ့အခါအစီအစဉ်ဟာအောင်မြင်ခဲ့ပြီးပင်ကူပေါ်လာတဲ့အခါ Artemis ကသူတို့ထောင်ထားရဲ့ထောင်ချောက်ထဲကိုပြေးသွားပါတယ်။ပင်ကူကကျိုးခွင်းနဲ့မိသွားတဲ့အချိန် Handle ကအပေါ်ကနေသူ့ရဲ့ဓားကြီးနဲ့ခုံချပြီးပင်ကူခေါင်းကိုနှစ်ချောင်းခွဲပေးလိုက်ပါတယ်။သူတို့ကအစိတ်ဆူးကိုဖျက်ယူပြီးနောက်ထပ်ပင်ကူကိုမလာခင်စက္ကန့်ကိုအမြန်ပြန်ခဲ့ကြပါတယ်။နောက်တနေ့မှာသူတို့အစည်းအဝေးကိုစတင်มาတော့တယ်။ပင်ကူအစိတ်တွေကိုမြားရီမှာတုတ်လိုက်ပြီးတင်းပိုးပြန်မှာထောင်ချောက်တခုလောက်ကြပါတယ်။ Artemis ကိုလည်းလေ့ကျင့်ဖို့လက်နက်တွေနဲ့တင်းကြောက်ကားတွေပေးလိုက်ပါတယ်။တစ်ခုက Slinger လိုဖြစ်တဲ့နောက်တစ်ခုကတော့ Dual Blades တွေဖြစ်ပါတယ်။အစီအစဉ်ကိုစတင်တဲ့အခါသူတို့ကစီပိုင်းတွေကိုလွှတ်လိုက်ပြီးတဲခေါင်အလဲမှာပေါက်ကွဲအောင်လှုပ်လိုက်တာကြောင့် Diabolos ထွက်လာပါတယ်။ Artemis နဲ့ Handle ကပြေးသွားကြပြီး Diabolos ကနောက်ကလိုက်လာပါတယ်။ဒါပေမဲ့တက်တဝါကြီးကတဲထဲမှာပုံသွားတာကြောင့်သူတို့ရပ်လိုက်ရပါတယ်။ Artemis လက်နက်တွေသွားယူနေချိန် Handle ကအစာထိဟန်ဆောင်ပြီးပေမဲ့လမ်းမှာသူ့ရဲ့မိသားစုရုပ်တလေးတွေပါတဲ့အိတ်ကိုကြားခဲ့ပါတယ်။အဲ့ဒါကိုပြန်ကောက်တဲ့အချိန် Diabolos ကထွက်လာပြီးသူ့ကိုတိုက်လိုက်ပါတော့တယ်။ Handle ကအစိတ်များနဲ့တတဝါကြီးရဲ့မျက်လုံးကိုဖိလိုက်ကကြောင်း Diabolos ကပိုပြီးဒေါသထွက်လာပါတယ်။ Artemis ကကားပေါ်ကစက်တနတ်နဲ့ဖြစ်သည့်အာယုံလွှဲပေးပါတယ်။ Diabolos ဟာအစိတ်နဲ့မူးဝေနေပေမဲ့ကြီးစန်းတွေကသူ့ကိုမထိကိုက်နိုင်ပါဘူး။သူမပုံညတဲ့ကားကို Diabolos ကမှုန်လိုက်တဲ့အချိန်မှာ Handle ကတတဝါကြီးရဲ့ခေါင်းပေါ်ကိုခုန်တက်ပြီးဓာတ်နဲ့ထိုးလိုက်ပါတယ်။
ဒါကတိတ်မနစ်တာကြောင့် Diablox ကသူ့ကိုခါထုတ်လိုက်ပြီးကားတစ်စီးနဲ့စောင့်မိသွားပါတယ်နောက်ဆုံးမှာ Artemis ကသူမရဲ့ slinger နဲ့တတဝါကြီးရဲ့ခေါင်းပေါ်ကိုရောက်အောင်တက်ပြီး handle ကစတင်ခဲ့ဓာတ်ကိုအဆုံးထိဖိနှိပ်လိုက်တာကြောင့် Diablox တည်ဆုံးသွားပါတော့တယ် ဟန်တာကတတိလနေတဲ့တာကြောင့်အာတေမစ်ကကားတွေကရနိုင်သမျှရိခါတွေကိုအမြန်စုဆောင်းလိုက်ပါတယ်တတဝါကြီးကမာကျော်တဲ့အရေးခွင်ကိုဖျက်ပြီးလူနာထန်းစင်ဖြစ်ဖန်တီကဟန်တာကိုတဲခန္ဓာရထဲမှာအာတင်းဆွဲခေါ်လာခဲ့ပါတယ် နာရီပေါင်းများစွာကြားတဲ့အခါလေမြင့်တီတိတ်ခတ်လာတာကြောင့်သူမကရွက်ထင်တဲထိုးပြီးဟန်တာရဲ့နှလုံးခုန်ရက်မသွားအောင်အရေးပေါ်ဈေးအိမ်နဲ့ကုသပေးခဲ့ပါတယ်။တဲမုန်တိုင်းပြီးသွားတဲ့အခါသူတို့ဟာတဲတွေအောက်မှာမြုပ်နေပြီမဲ့ရွက်ထင်တဲကြောင့်အသက်ရှင်ခဲ့ပြီးတဲကုံလေးကနေအလွဲတကူပြန်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ထပ်ခီးအဝေးကြီးလမ်းလျှောက်ပြီးတဲ့နောက်မှာတော့သူတို့ဟာစိမ့်လန်းနဲ့အိုအေးစေတစ်ခုကိုရောက်ရှိသွားပါတယ်။အဲ့ဒီနေရာမှာလိတ်လိုမျိုးတရဝါတွေထစ်တဲ့ FC Rose တွေကိုတွေ့ရပြီးသူတို့ကအပင်စားတရဝါတွေမှုမကြောက်ရဘူးလို့ဟန်တာကရှင်းပြပါတယ်။ရေထောက်သူအနာကတ်သွားတဲ့အချိန်မှာ Cephalus လို့ခေါ်တဲ့တရဝါကရေထဲကနေတိုက်ခိတ်သူထွက်လာပြီးမဲ့ဟန်တာကဓားနဲ့အမြန်ခုတ်တက်လိုက်ပြီးမီးကန်စားကြပါတယ်။ညဘက်မှာတော့ဦးအေးစေတစ်ခုလုံးရုတ်တရက်မီးဟုံဟုံလောင်ကျွမ်းတာကြောင့်သူတို့လန့်နိုးလာပါတယ်။အခုတွေ့ရတဲ့တရဝါကတော့အရင်တွေ့ခဲ့တာတွေထက်အစောပေါင်းများစွာကြီးမားလေမီးမုံနိုင်တဲ့ Rathalos ပဲဖြစ်ပါတယ်။ကြောက်လန့်နေတဲ့ FC Rose အုပ်ကြီးက Rathalos စီကညူထွက်ပြေးဖို့အတွက်အတင်းတိုးဝေလာကြတာကြောင့် Artemis မီးပြန်ပေါ်လဲသွားပါတယ်။သူမနင်းချေခံရမယ်လို့ထင်နေချိန်မှာပဲ Admiral ပေါ်လာပြီးမီးတောင်နေတဲ့ဓာကြီးနဲ့တရဝါတွေကိုမလာအောင်တားပေးခဲ့ပါတယ်။ Artemis လည်းထပြီးသူမရဲ့ Dual Blades ကိုမီးဖွင့်ပြီးအစွမ်းကုန်ခုခံခဲ့ပါတယ်။ Handler ကလည်းကျူးနဲ့တွဲလွဲခေါ်ပြီး Hunter ကိုကမ်ပါအစုံကဆွဲခေါ်ပြီးကယ်တင်ပေးခဲ့ပါတယ်။အခြေအနေငြိမ်သွားတဲ့အခါ Artemis က Admiral ကိုကျေးဇူးတင်လကားပြောလိုက်ပြီးမြဲ Admiral ကအင်္ဂလိပ်လိုပြန်ပြောလိုက်ပြီးသူမကိုထိုးပြီးသတိမေ့သွားအောင်လုပ်လိုက်ပါတယ်။ Artemis ပြန်နိုးလာတဲ့အခါမှာတော့သင်းဘောပေါ်မှာအဖမ်းခံထားရပါတယ်။ Hunter ကသူမကိုလာကြည့်ပေမဲ့သူလည်းဘာမှမတတ်နိုင်ပါဘူး။ Hunter ထွက်သွားတဲ့အခါ Artemis ကထွက်ပေါက်ကိုတွေ့သွားပြီးတော့ကိုဖျက်ပြီးမီးဘိုချောင်းထဲခိုးဝင်ခဲ့ပါတယ်။ဓာတ်တစ်ခုကိုခိုးကိုကြံပေမဲ့ပယ်လီကိုနဲ့တိုးပြီးအဟန်တာခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ Hunter ကရောက်လာပြီးသူမလွတ်လပ်ခွင့်ရပြီးဖြစ်တယ်ဆိုတဲ့သတင်းကောင်းကိုလာပြောပါတယ်။ Admiral ကသူမကိုလွဲမားတယ်လို့တောင်းပန်ပြီးသူမရဲ့လက်ထိပ်တွေကိုဖြုတ်ပေးလိုက်ပါတယ်။သူကဘာကြောင့်အခုလိုလုပ်ရတယ်လဲဆိုတာကိုလည်းရှင်းပြပါတယ်။ Admiral ဟာ Artemis ရဲ့ကဘာကိုကြောက်ရွံ့နေပြီးအဲ့ဒီကဘာကဒီကဘာကိုဘာတွေလုပ်နိုင်မလဲဆိုတာစိုးရိမ်နေတာပါ။ Artemis ဟာဒီကဘာကိုပထမဆုံးရောက်သွားတဲ့သူမဟုတ်ပြီးအရင်ကရောက်သွားတဲ့သူတွေကနေသူဟာအင်္ဂလိပ်စကားကိုတက်မြောက်ခဲ့တာပါ။ဒီကိစ္စတွေအားလုံးရဲ့တရားခံကတော့မုံတိုင်းဝင်းရနေတဲ့တောင်ထိပ်က Sky Tower ပဲဖြစ်ပါတယ်။ ဒါဟာရှေးဟောင်းလူသားတွေရဲ့လက်ရဖြစ်ပြီးအရန်ကိုအဆင့်မြင့်တယ်လို့အန်ဒီရဲ့လည်းများပါတယ်အဲ့ဒီရှေးဟောင်းလူသားတွေဟာကဘာတွေကြားကူးတန်းတတ်တွေနီးပညာရဲ့တံပြန်တက်ရောက်မှုကြောင့်မျိုးသွင်းသွားခဲ့ကြတာပါအခုသူတို့ဟာမျောစင်းကိုထွားပြီးစစ်ဆေးဖို့ပြင်းနေကြပါတယ် Rathalos ကအဓိကဟန်တာဖြစ်နေတာပါ Artemis က Rathalos ကိုတတ်ဖို့ကူညီမယ်ဆိုရင်သူမကိုအိမ်ပြန်ပို့ပေးမယ်လို့ Admiral ကကမ်းလှမ်းခဲ့ပါတယ်သူတို့ဟာမနက်လင်းနာနဲ့တောင်ပေါ်ကိုခက်ခက်တတ်ခဲ့ပါတယ် Sky Tower ဟာချော်လာတွေပေါ်ရပ်တည်နေပြီးအဲ့ဒီကနေမှုန်တိုင်းနဲ့ကဘာတစ်ခုနဲ့တစ်ခုကူးနိုင်တဲ့ပေါ်တယ်ကိုထိန်းချုပ်နေတာပါမျောစင်နာရောက်တာနဲ့ဖြန့်စည်းမဲ့တွေတွေးလိုက်ရတာကြောင့် Rathalos ရှိနေမှသိလိုက်ရပါတယ် Admiral ကအဖွဲခွဲပြီးတိုက်ခိုက်ကြပါတယ် Rathalos ကအဖွဲဝင်အချို့ကိုမီးနဲ့ရှို့တင်လိုက်ပါတယ် Admiral Artemis နဲ့ Hunter တို့ဟာမီးတောင်နေတဲ့လက်နက်တွေနဲ့ဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်မျောစင်ဝါကတင်ကေတာတွေကလည်း Artemis ရဲ့ကဘာမှာတွေးခဲ့တယ်လို့မျိုးလင်းထင်လာပါတယ်ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေက Rathalos ကိုတတ်ဖို့မလုံလောက်ပါဘူးတတဝါကြီးက Artemis ကိုမီးနဲ့လိုက်တိုက်ခိုက်ကကြောသူမကန်ပါဘော်ကနေခုန်ချလိုက်ရပြီးပေါ်တဲတစ်ခုတည်းကျသွားပြီးသူမရဲ့ကဘာကိုပြန်ရောက်သွားပါတော့တယ် Artemis ကိုကဘာမြေကစစ်တပ်ကကဲတင်လိုက်ပြီးလေရင်ပေါ်တင်ဆောင်သွားပါတယ်ဒါပေမဲ့ Rathalos ဟာပေါ်တဲကနေသူမရဲ့ကဘာတဲကိုလိုက်ပါလာခဲ့ပါတယ်တတဝါကြီးကလေရင်ကိုဖျက်ဆီးဖြစ်ပြီးစစ်သားတွေကိုမီးမုံပါတော့တယ်လေရင်ဖျက်ဆီးမှုကနေအသက်ရှင်ကြံခဲ့တဲ့ Artemis ကအကြံတစ်ခုရသွားပါတယ်သူမကမီးကြီးနှစ်ခုကိုယူပြီး Rathalos စီကိုပြေးသွားပြီးစလင်ကာနဲ့သူ့တောင်ပန်းကိုချိတ်ပြီးဓာတ်နဲ့ထိုးလိုက်ပါတယ်ဒါဟာတတဝါကြီးကိုဒေါသထွက်အောင်လုပ်ပြီးသူမကိုမီးနဲ့မှုတ်ဖို့ပြင်နေပါတယ် Artemis ကအခွင့်အရေးကိုတုံးပြီးမီးကြီးကို Rathalos ရဲ့ပါဇက်ဟာအနီတုံအထဲကိုပစ်လိုက်ပါတယ်ဒါပေမဲ့လည်းတတဝါကြီးကမသေးသေးပါဘူးသူမကိုထပ်ပြီးတိုက်ခိုက်ဖို့ပြင်နေတော့ပဲ Hunter ကပေါ်တယ်တဲကနေရောက်လာပြီးပောက်ကွဲစေတတ်တဲ့မြားတွေနဲ့လှန့်ပြီးကူပေးပါတယ်မြားတစ်စင်းက Rathalos ရဲ့ဒဏ်ရာတွေကိုတဲနဲ့ဝင်သွားပြီးပောက်ကွဲသွားတာကြောင့်နောက်ဆုံးမှာတော့တေဆုံးသွားပါတော့တယ် ဇလန်လီကတော့ဒီနေရာမှာပဲပြီးပါတယ်ဗျအဆုံးထိကြည့်ပေးလို့အကြီးစုတင်ပါတယ်နောက်ထပ်လဲဇလန်ကောင်းလေးတွေထပ်တင်ပေးမှာမို့ like and subscribe လုပ်ဖို့တောင်းဆိုပါတယ်